အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဇလန်လေးအစမှာတော့ Lakshmi နဲ့ Gayatri တို့နှစ်ယောက်ရဲ့မင်္ဂလာပွဲနဲ့အစားပြုထားပါတယ်။ဒီနေ့မှာတော့ Gayatri ကသူတို့ရဲ့ဒေတာအယူအရဓမ္မတာလာချိန်ဖြစ်တာကြောင့်အမျိုးသားဖြစ်သူနဲ့အတူမနေရပဲအပြင်မှာထွက်အိမ်ရမှာဖြစ်ပါတယ်။ Gayatri ကအဝတ်တွေလှမ်းနေချိန်အမျိုးသားကဝင်လာတော့ရုတ်တရက်အိမ်မြောင်ကိုတွေးလိုက်တာနဲ့လန့်ပြီးသူမကင်ထားတဲ့အဝိဇ္ဇာကအကိုပြုတ်ကျသွားခဲ့ပါတယ်။ဒါနဲ့ Gayatri လည်းအဝိဇ္ဇာကိုအမြန်ကောက်လိုက်ပြီးစာရီနောက်မှာဝတ်ထားလိုက်ပါတယ်။ Lakshmi ကစိတ်ဝင်စားသွားပြီးဘာကိုဝတ်ထားတာလဲလို့မေးတော့အမျိုးသမီးဓမ္မတာလာချိန်မှာသုံးတဲ့အဝိဇ္ဇာပါလို့ပြောလိုက်ပါတယ်။ Lakshmi ကသူ့အမျိုးသမီးကိုတအားချစ်တာကြောင့်ဒီလိုညစ်ပတ်နေတဲ့အဝိဇ္ဇာကိုမသုံးဖို့ပြောပေမဲ့ Gayatri ကတော့အမျိုးသမီးကိစ္စတွေကိုဝင်မပါဖို့ပြန်ပြောပါတယ်။ဒါနဲ့ Lakshmi လည်းဈေးဆိုင်ကိုထွက်လာခဲ့ပြီးဓမ္မတာလာချိန်မှာသုံးတဲ့ဂုံးထုပ်ကိုသူ့အမျိုးသမီးအတွက်သွားဝယ်ပါတယ်။ဒါပေမဲ့ဂုံးထုပ်တစ်ထုပ်ကို68စင်နာပေးရမှာကိုသိလိုက်ရတော့ဈေးကြီးနေတဲ့အတွက်ပတ်စံမလောက်တာကြောင့်သူ့ရဲ့တငယ်ချင်းပါပလိုစီကနေပတ်စံချေးပြီးဝယ်လိုက်ပါတယ်။အိမ်ကိုရောက်တော့ Gayatri ကိုပေးလိုက်တဲ့အချိန်မှာအစားတော့ Gayatri ကသူ့အမျိုးသားစီကနေလက်ဆောင်ရတယ်ဆိုပြီးပြောနေပေမဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာဓမ္မတာလာချိန်သုံးတဲ့ဂုံးထုပ်ဖြစ်နေတော့မသုံးဘူးဆိုပြီးပြန်ပေးပါတယ်။ဈေးကြီးတာကြောင့်ဈေးဆိုင်မှာသွားပြန်ပေးဖို့ပြောတော့ Lakshmi လည်းဆိုင်ကိုထွက်လာခဲ့ပါတယ်။ဆိုင်ကိုရောက်တော့ဝယ်ပြီးပစ္စည်းပြန်မလဲပေးရကြောင်းတင်ထားလိုက်ပြီးအလုပ်သွားပါတယ်။အလုပ်မှာသူ့လုပ်ဖော်ကိုင်ဖက်တယောက်ကမတော်တဆဖြစ်ပြီးလက်ကိုထိခိုက်သွားတာကြောင့်တယောက်ကသွေးတိတ်အောင်လုပ်ဖို့အဝတ်တစ်ခုကိုလှမ်းပေးပေမဲ့ Lakshmi ကညစ်ပတ်နေရဆိုပြီးပြစ်ထုတ်လိုက်ပါတယ်။ Lakshmi ကအနာဘော်ကိုသူ့သိမ်းထားတဲ့ဂုံးထုပ်ကတစ်ခုနဲ့အုပ်ပြီးဆေးရုံကိုခေါ်လာပါတယ်။သူတငယ်ချင်းတယောက်ကတော့အနာဘော်ကိုအမျိုးသမီးဓမ္မတာလာချိန်မှာသုံးတဲ့ဂုံကိုသုံးလို့ဆိုပြီးဘေးကလေးပွားစီပြောနေပါတယ်။ဆရာဝန်ကတော့ညစ်ပတ်တဲ့အဝတ်ကိုသုံးမဲ့အစားလောက်စင်သုံးဂုံးထုပ်တွေကပိုးသက်ထားပြီးဖြစ်လို့အခုလိုအနာဘော်အုပ်လာတဲ့ Lakshmi ကိုချီးကျူးပါတယ်။ဒါနဲ့ဆရာဝန်က Lakshmi မှာဘာဖြစ်လို့အမျိုးသမီးတွေသုံးတဲ့လဆင်သုံးဂုံးထုပ်ရှိနေရလဲလို့မေးတော့ Lakshmi ကအမျိုးသမီးဖြစ်သူဓမ္မတာလာချိန်မှာလဆင်သုံးဂုံးထုပ်ကိုသုံးစီခြင်းလို့ဝယ်ထားတာဖြစ်ကြောင်းပြောပါတယ်။ဆရာဝန်ကလည်းကောင်းတဲ့အရာပါလို့ချီးကျူးပြီးအမျိုးသမီး12ယောက်မှာ10ယောက်လောက်ကဓမ္မတာလာချိန်မှာညစ်ပတ်တဲ့အဝိဇ္ဇာတွေကိုသုံးလို့ပိုးဝင်ပြီးတိတ်ဆုံးနိုင်တဲ့အခြေအနေထိတောင်ရောက်ကြရတယ်လို့ပြောပါတယ်။ဈေးရုံကနေပြန်လာတော့ဂုံးထုပ်ပေါ်ကဈေးနှုန်းကိုကြည့်ပြီးဈေးချိုသားမယ်ဆိုရင် Gayatri ကသုံးပါဆိုပြီးတွေးမိပါတယ်။ Lakshmi ကိုယ်တိုင်လည်းဒီလောက်ပပတည်လေးကဘာလို့ဈေးကြီးနေရလဲလို့တွေးပြီးအတွင်းထဲကအရာတွေကိုသိရဖို့အကုန်ဖြဲကြည့်လိုက်ပါတယ်။အထဲမှာကရိုးရိုးဂုံးတွေကိုသာတွေးလိုက်ပြီးသူ့ဘာသာသူလုပ်ကြည့်လိုက်ဖို့ဆုံးဖြတ်ကကော်နဲ့ဂုံးတချို့ဝဲကစမ်းသပ်ကြည့်ပါတယ်။အားလုံးပြီးသွားတော့ Gayatri သုံးကြည့်ဖို့ပြီးတော့အစင်မပြေပဲဂုံးကစုပ်ယူအားမကောင်းတာကြောင့် Gayatri ကညဘက်ကြီးထားပြီးအဝတ်အစားတွေကိုချော်ဖွေရပါတယ်။နောက်တရက်ဆွတောင်းပွဲတစ်ခုမှာဟာနုမန်ရုပ်ထုကိုတွေ့ပြီးဟာနုမန်ရုပ်ထုကိုလှူရင်အုံသီးပြန်ရတာကြောင့် Gayatri ကပတ်စံ63စင်ကိုလှူခြင်းပါတယ်။ဒါနဲ့ Lakshmi ကိုပြောတော့ Lakshmi ကမလှူခိုင်းပါဘူး။တကယ်တော့ရုပ်ထုအတွင်းပိုင်းမှာဆောက်လုပ်ထားတဲ့အရာတွေကြောင့်ပတ်စံထရင်နှီးပြီးသားအုံသီးပြန်ကြလာအောင်လုပ်ထားကြောင်းကိုရှင်းပြပါတယ်။အဲဒီစားအနီးနားကပုဂ္ဂိုလ်တဦးကိုသာလှူလိုက်ပြီးဆွတိုင်းရင်နာပိုကောင်းအောင်မယ်လို့ပြောပါတယ်။ Gayatri ကပတ်စံ63စင်ကိုလှူခြင်းနေပြီးကျမ်းမာရေးကောင်းအောင်ဝယ်ရမယ့်68စင်ပေးရတဲ့လဆင်သုံးဂုံးထုပ်ကိုကြဘာလို့မဝယ်ချင်တာလဲဆိုတာကို Lakshmi ကတော့နားမလည်ဘူးဖြစ်နေပါတယ်။တရက်တော့ Lakshmi ကဂုံးထုပ်ကိုစုပ်ယူနိုင်စွမ်းရှိပြီးမပေါက်ထွက်သွားအောင်ပလတ်စတစ်ပါထည့်ထားပြီးစမ်းသပ်ကြည့်ပြန်ပါတယ်။အားလုံးပြီးသွားတော့ Gayatri ကိုပေးတဲ့အခါဒီတစ်ခါတော့သူမကမသုံးချင်ဘူးဆိုပြီးညှင်းလိုက်ပါတယ်။ Lakshmi ကိုလည်းအမျိုးသမီးကိစ္စတွေကိုနောက်ထပ်ဝင်မပါတော့ဘူးနဲ့သူမအမျိုးသားကိုအခုလိုမြင်ရတာကိုလည်းရှက်တယ်လို့ပြောပါတယ်။ဒါနဲ့ Lakshmi လည်းသူ့ညီမဖြစ်သူစီထွက်လာခဲ့ပြီးညီမကိုစမ်းသုံးခိုင်းဖို့ဂုံးထုပ်ကိုယူသွားပါတယ်။ဒါပေမဲ့ Lakshmi ရဲ့တူဖြစ်သူကတွေ့သွားပြီးကစားစရာအနေနဲ့ရှောက်ဆော့နေရကြောင်း Lakshmi ရဲ့ညီမကရှက်သွားပါတယ်။ဒီလိုနဲ့ Lakshmi ရဲ့အမေကပါတည်သွားပြီးတမိသားစုလုံးကိုအရှက်ရစီတယ်လို့ဆိုက Lakshmi ကိုယူသွားပြီလားလို့ပြောပါတယ်။ Lakshmi ကတော့သူ့ရဲ့မိသားစုတွေကအမျိုးသမီးတွေအားလုံးကိုကာကွယ်ကြလို့ဆိုပြီးပြောပေမဲ့သူရှင်းပြတာကိုလက်မခံကြပါဘူး။ညရောက်တော့ Lakshmi ကအိမ်မက်ဆိုမှတ်နေပြီးအိမ်မက်ထဲမှာ Gayatri ကဓမ္မတာလာချိန်မှာညစ်ပတ်တဲ့အဝိဇ္ဇာကိုသုံးတာကြောင့်ပိုးဝင်ပြီးခွဲစိတ်ခန်းထဲဝင်လိုက်ရတယ်လို့အိမ်မက်မှတ်ပါတယ်။အိမ်မက်ဆိုမှတ်ပြီးနောက်လဆင်သုံးဂုံးထုပ်ကိုလှုပ်ဖို့ပိုတောင်ဆက်ရောက်နေပြီးဈေးကြောင်းကိုသွားကသူစမ်းသပ်ထားတဲ့ဂုံးထုပ်နဲ့ပတ်သက်ပြီးအကူအညီတောင်းဖို့လုပ်ပါတယ်။ဒါပေမဲ့ Lakshmi ကိုယူနေရလို့ထင်ပြီးကျောင်းကနေနှင်ထုတ်လိုက်ကြပါတယ်။နောက်တော့အဲ့ဒီကျောင်းကဈေးကြောင်းသူတယောက်နဲ့တွေ့ပြီးသူစမ်းသပ်ထားတဲ့ဂုံးထုပ်ကိုသုံးကြည့်ဖို့အကူအညီတောင်းလိုက်ပါတယ်။တခြားကျောင်းသူတွေကတော့မသုံးကျင်ကြတာနဲ့သူ့အကြံကမအောင်မြင်ခဲ့ပြန်ပါဘူး။တရက်တော့အလုံးမှာပကတ်ကြိုးကပြက်နေရကြောင်း Lakshmi ကိုသွားပြင်ဖို့ပြောတာနဲ့ Lakshmi လည်းပြင်ပေးလိုက်တော့တတိကသဘောကျသွားပါတယ်။
လက်ရှမီကတော့အလုပ်ပြီးရနဲ့လစဉ်သုံးဂွန်းထုံလုပ်ဖို့ကိုသာစိတ်ဝင်စားနေပြီးသွေးဆက်ချကြည့်ရနဲ့ကိုရိုင်းဆန်းဝေးကြီးကစပိန်စီကြည့်ပိုင်ဒါပေမဲ့ဂွန်းထုံကနေသွေးတွေပေါက်ကျသွားပြီးဘောင်းမီကိုပြေးကျန်သွားပါတော့တယ်လက်ရှမီလည်းရှက်လို့မြစ်ထဲကိုခုန်ချလိုက်ရပါသူရဲ့အပြုတ်မိုးတွေကြောင့်မြစ်ကသွေးတွေနဲ့မသက်ရှင်တော့ဘူးလို့လူတွေကဝိုင်းပစ်တင်ကြပါနောက်ပြီးလက်ရှမီကအခုလိုထူးထူးဆန်းဆန်းတွေရှောက်လုပ်နေရကြောင်းတကယ်ပဲယူသွားပြီလားလို့မေးကြပါဂါယထရီရဲ့မိဘတွေကလည်းဂါယထရီကိုအိမ်ပြန်ခေါ်ထားပြီးသူမရဲ့အမျိုးသားနဲ့ခွဲထားမယ်လို့ပြောအဲ့ချိန်လက်ရှမီရဲ့တငယ်ချင်းပါဘလိုကရောက်လာပြီးသွေးကလူသိမ်းမဟုတ်ကြောင်းနဲ့တရိษံသွေးသားဖြစ်ကြောင်းလာရှင်းပြတော့မှလက်ရှမီလည်းအဖြစ်ကလွတ်သွားပါတော့ဒါပေမဲ့လည်းဂါယထရီရဲ့မိဘတွေကဂါယထရီကိုအိမ်ပြန်ခေါ်သွားကြပါလက်ရှမီလည်းသူကအားလုံးကိုကူညီပြီးလာကျင်သုံးဂုံထုတ်ကိုလှုပ်ပေးပြီးမြဲကျေးဇူးတင်မခံရတာကြောင့်စိတ်ပြက်လက်ပြက်နဲ့မြို့ကိုတက်လာခဲ့ပါမြို့မှာလာကျင်သုံးဂုံထုတ်လှုပ်တဲ့နေရာကိုသွားပြီးဘယ်လိုလုပ်လဲဆိုတာကိုလေ့လာပါဒါနဲ့ပဲဘလို့ကွန်အမျိုးသားတောင်းရင်ပိုကောင်းလေးဆိုတာကိုသိလိုက်ရပြီးကြောင်းတစ်ကြောင်းကိုသွားကဆယ်လူလုတ်ဖိုင်ဘာကဘာလဲဆိုတာနဲ့ဘလို့ရနိုင်မလဲဆိုတာကိုသွားမိပါလက်ရှမီကပါမခတယောက်ရဲ့အိမ်မှာနေပြီးသူ့ရဲ့အကူလက်ထောက်အနေနဲ့အလုပ်လုပ်ပါဆယ်လူလုတ်ဖိုင်ဘာကဘာလဲဆိုတာကိုသိကျင်လို့ပါမခကိုမေးပေမဲ့လေသူကမအားတာကြောင့်လက်ရှမီကမသိလိုက်ရပါဘူးတနည်းရောပါမခရဲ့သားကအင်တာနက်ကနေရှာကြည့်ပေးမယ်လို့ဆိုကနောက်ဆုံးတော့ဆယ်လူလုတ်ဖိုင်ဘာကဘာလဲဆိုတာကိုသိလိုက်ရပါအဲဒီဆယ်လူလုတ်ဖိုင်ဘာကိုလိုချင်တော့အမေရိကန်ကုမ္ပဏီကိုဆက်သွယ်မှရမယ်လို့ဆိုကပါမခရဲ့သားအကူညီနဲ့ပဲလက်ရှမီလည်းဆယ်လူလုတ်ဖိုင်ဘာကိုရှာလာခဲ့ပါရောက်လာတဲ့ဆယ်လူလုတ်ဖိုင်ဘာတွေကအရွက်အကြီးကြီးတွေဖြစ်တာကြောင့်ဆက်စချင်းတော့လက်ရှမီကဘာလို့ရမှန်းမသိဖြစ်နေပါအဲ့ဒီချိန်ပါမခရဲ့ခွေကအဲ့ဒီအရွက်တွေကိုကလိုက်တဲ့အချိန်အကျဉ်းရသွားပါတော့တယ်။ပါမခလည်းပြန်လာတော့လက်ရှမီကိုဘာရီလဲဆိုပြီးမေးတော့မှလက်ရှမီကအမျိုးသမီးဖြစ်သူယောဂရမှာကိုမမြင်ချင်လို့လာစဉ်သုံးဂုံထုတ်ကိုစမ်းလုပ်ကြည့်မလို့ပါဆိုပြီးရှင်းပြပါအဲဒီတော့မှပါမခလည်းလက်ရှမီကိုစက်ပစ္စည်းပုံစံတွေကိုပြသပြီးလာစဉ်သုံးဂုံထုတ်ထုတ်လုပ်မှုကိုပြပါဒါပေမဲ့ဒီဆက်တွေကတအားဈေးကြီးရကြောင်းလက်ရှမီကကြိုးကြိုးစားစားအလုပ်လုပ်ပြီးပတ်စံရှာမှပဲရနိုင်မှာပါလက်ရှမီကစက်တွေရဲ့အလုပ်လုပ်ပုံကိုတိတိကျကျအသေးစိတ်ကြည့်ပြီးသူကိုယ်တိုင်ကလည်းအလုပ်ရှုံမှာအလုပ်လုပ်ခဲ့ဘူးတာကြောင့်စက်ကိုတီထွင်မယ်လို့ဆုံးဖြတ်လိုက်ပါဒါနဲ့ပတ်စံလိုက်ချင်းငါပြီးပါမခအိမ်ကနေထွက်လာကပစ္စည်းတချို့နဲ့စက်ကိုစတင်ဆောက်လုပ်လိုက်ပါတော့တယ်။လက်ရှမီကပထမဆုံးဂုံထုတ်ကိုထုတ်နိုင်ခဲ့ပြီးဈေးဆိုင်တွေမှာရောင်းတဲ့ဂုံထုတ်နဲ့လည်းအရည်သွေးကတိတ်မကွာဘူးဖြစ်နေပါညတညမှာတော့ပွဲတစ်ခုမှာပယ်ရီလို့ခေါ်တဲ့အမျိုးသမီးကဓမ္မတာလာနေလို့ဂုံထုတ်လိုချင်နေပြီမိညမိုးချုပ်သွားပြီးဖြစ်တာကြောင့်ဈေးဆိုင်တွေအားလုံးကပိတ်သွားပါပြီအဲဒီမှာလက်ရှမီနဲ့တွေ့ရောသူလှုပ်ထားတဲ့လစဉ်သုံးဂုံထုတ်ကိုပေးလိုက်ပါနောက်တစ်ရက်မှာတော့ပယ်ရီစီကိုသွားကဂုံထုတ်ကိုတုံးရတဲ့အခြေအနေနဲ့ပတ်သက်ပြီးမေးပါပယ်ရီကအန်အော်ပြီးပုံမှန်သုံးနေကြဂုံထုတ်လိုပဲလေလို့ပြောလိုက်တော့လက်ရှမီလည်းတအားပျော်သွားပါတော့တယ်လက်ရှမီကအခုတော့လစဉ်သုံးဂုံထုတ်ကိုမြင်မြင်နဲ့လုပ်နိုင်ခဲ့ပြီးဖြစ်ပါပယ်ရီဟာသူ့ရဲ့ပထမဆုံးဖောက်တယ်ပဲလို့ပြောလိုက်တော့ပယ်ရီလည်းစိတ်ဝင်စားသွားပြီးလက်ရှမီရဲ့အလုပ်လုပ်တဲ့နေရာကိုလိုက်ကြည့်ပါလက်ရှမီကသူ့စက်ရုံလေးကိုဒေါ်လာ1000နဲ့စောက်ထားတာဖြစ်ပြီးသူ့အမျိုးသမီးရဲ့ကျန်းမာရေးကိုကောက်ွယ်ခြင်းတဲ့အနေနဲ့လှုပ်ထားတဲ့အကြောင်းပြောပြပါနောက်တစ်ရက်မှာတော့လက်ရှမီရှိထားတဲ့ပတ်စံတွေကိုအကျွေးလာတောင်းတော့ပယ်ရီကလက်ရှမီကိုဒေးလီမှာလုံးမဲ့တီထွေစမ်းသပ်မှုပြိုင်ပွဲကိုဝင်ပြိုင်ဖို့အကြံပေးပါလက်ရှမီသာပြိုင်ပွဲမှာနိုင်သွားရင်နာမည်ကြီးသွားရုံတည်းမကပဲဒေါ်လာ38,000တောင်အနိုင်ရမှာလို့ပြောပါဒါနဲ့ပဲလက်ရှမီလည်းဒေးလီကိုသွားပြီးပြိုင်ပွဲဝင်ပြိုင်ကသူ့ရဲ့ဇက်အကြောင်းကိုရှင်းပြပါပြိုင်ပွဲလဲပြီးတော့အနိုင်ရသူကိုကြီးညာတော့လက်ရှမီမဟုတ်ပဲတခြားပြိုင်ပွဲဝင်တူဖြစ်နေခဲ့ပါလက်ရှမီလည်းဝမ်းနေပြီးထွက်လာခဲ့ပေမဲ့ပယ်ရီကလမ်းခေါ်ပြီးနောက်ထပ်ကဏ္ဍတစ်ခုမှာတော့အနိုင်ရကြောင်းပြောပါလက်ရှမီကဂွန်းထုတ်အမျိုးသားပတ်မန်လို့နာမည်ပြောင်းရသွားပြီးသတင်းစာထဲမှာတော့သူ့အကြောင်းပါလာပါပယ်ရီအိမ်မှာတော့အောင်ပွဲခံနေကြပြီးပယ်ရီကလက်ရှမီရဲ့ဆက်ကိုမူပိုင်ခွင့်တင်ထားဖို့အကြံပေးပါလက်ရှမီရဲ့ရွာကလူတွေကလည်းသတင်းစာတွေကနေလက်ရှမီအကြောင်းကိုဖတ်လိုက်ရပြီးသူ့အတွက်ဂုဏ်ယူနေကြပါဒါပေမဲ့လက်ရှမီရဲ့ဆက်ကလစဉ်သုံးဂုံထုတ်ကိုထုတ်လုပ်တာလို့သိလိုက်ရတဲ့အခါမှာတော့ဝိုင်းဝန်းပြစ်တင်ပြောဆိုကြပါလက်ရှမီကတော့ပယ်ရီစီကိုဖုန်းဆက်ပြီးမူပိုင်ခွင့်တင်ဖို့အတွက်အကူအညီလန်တောင်းပါပယ်ရီကလက်ရှမီကိုဈေးကွက်ထဲမှာရောင်းချဖို့အတွက်ပါကူညီပေးကရောင်းချမှုကလည်းအောင်မြင်သွားပါလက်ရှမီလည်းသူ့ဆက်ရုံမှာအမျိုးသမီးတွေကိုခေါ်ပြီးအလုပ်ခန့်ထားသလိုအလုံးမရှိသေးတဲ့သူတွေကိုလည်းသူ့စီမှာခေါ်ပြီးအလုပ်ပေးထားပါတရက်ပယ်ရီစီကို UN ကဆက်သွယ်လာပြီးလက်ရှမီကိုနယူးယောက်ကိုဖိတ်ကမိန့်ခွန်းပြောပေးဖို့ကမ်းလှမ်းပါဒါနဲ့နှစ်ယောက်သားနယူးယောက်ကိုအတူထွက်လာခဲ့ပြီးသူတို့ကြားကချက်ချင်းတရားကလည်းပေါက်ပွားလာခဲ့ပါလက်ရှမီကသူပြောတတ်သလောက်အင်္ဂလိပ်စကားလေးနဲ့စင်ပေါ်တက်ပြီးသူ့လုပ်ငန်းအကြောင်းကိုပြောပြတော့လူတွေကသဘောတွေကြားနေကြပါပွဲပြီးသွားတဲ့အခါဂါယထရီကလက်ရှမီကိုဖုန်းဆက်ပြီးအိမ်ပြန်လာဖို့ပြောတာကြောင့်လက်ရှမီလည်းအမျိုးသမီးဖြစ်သူစီပြန်သွားဖို့လုပ်ပါလေစိတ်မှာတော့ပယ်ရီကိုနှုတ်ဆက်ကပြန်သွားခဲ့ပြီးပယ်ရီကလည်းအသေးကွဲပြီးပြန်လာခဲ့ပါ
လက်ရှမီကရွာကိုပြန်ရောက်တော့သူ့ကိုဝေဖန်ခဲ့မှုတဲ့လူတွေကဝမ်းသာအားရကြိုဆိုကြပါတယ်။လက်ရှမီလည်းကာယထရီနဲ့တွေ့ကနှစ်ယောက်သာဖတ်လိုက်ကြရင်နဲ့ဇလန်းလေးလည်းပြီးသွားပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။